ကောင်လေးဘယ်လိုကဘာကိစ္စနဲ့ဦးနေကြလဲကွာဟမ်တော့အခုကြည့်ကြထွေသွားကြစမ်းအသက်90ရွယ်ရှိပြီဖြစ်သောသူ့ဘရာဇာအဘိုးကြီးဥပမာတယောက်မိတကြိုဆက်ယူနာတွေဝိုင်ဝကဆက်တဲ့ဦးနေကြသောခွဲဦးကြီးဟာဒေါသကြီးပဲအော်ဟဲမောင်းနေလိုက်ပါလေအခြေခံမနဲ့3နာရီတိတိပဲဖြစ်ပါလေညနေကမှမိတကြိုထားသောအလောင်းမှာအယိုးပြကောက်ရတွေမိဖို့ပေတွေစောက်ဆိုင်နေချေဖြစ်ပါလေသိပြီးသွားရင်လေငါလာမရှုံနဲ့ဒီမှာမဲတော့ငါဆိုမဆိုနဲ့နော်ဘိုးကြီးကမမိုက်နေသောပန်းဦးကျစ်ကိုကြည့်ကရောက်တဲ့ကျေလောက်စွာနဲ့ရေလျော့လိုက်ပါလေထို့ကဖညာစွာဦးနေသောခွေးဦးကြီးရဲ့တန်များမှာရုပ်တဲ့ဆိုသလိုတိတ်ဆိတ်သွားခဲ့ပါလေဥပမောင်လည်းသူ့လို့ဆရာရှိသောအလုပ်များကိုတီးစည်းတည်တည်ဆက်လက်လှူဆောင်နေခဲ့ပါလေဥပမောင်၏နေမှာဂျမင်း၏နောက်ဘက်အစွန်ဆိုတတိချန်တဲ့ကန့်လျက်တွေဆောက်လုပ်ထားသောဒေသတဲအိုလေးတလို့ဖြစ်ပါလေသမီးများဆွေမျိုးများနဲ့ဂျမင်းတခုတည်းဒူဒူနေထိုင်နေသည်ဆိုတော့လေထိုတဲအိုလေးရှိရနေရမှာမို့လူသူကင်းမဲနေတဲ့ကဲ့သို့အလော်ပင်6ချောင်းပဲကောင်းလာပါလေအဘဲကြောင့်ဆိုသောထိုတဲအိုလေးကိုလူသေးလုံးများထက်ထားတဲ့ခေါင်းတလားတင်ချက်များဖြင့်ဆောက်လုပ်ထားသောကြောင့်ဖြစ်ပါလေဥပမို့သည်သူ့ဘရစာတယောက်ဖြစ်သည့်အလျှောက်အွန်လိုင်းပညာများကိုလည်းတဲကျွမ်းထားသူဖြစ်ရာဒီတရားတစီကိုမှကြောက်ရွံ့တဲ့သူမဟုတ်ပေသူ၏အိတ်ထဲတွင်လည်းအမေကလာဖြစ်စေသောအရာများနဲ့အွန်လိုင်းစီးများကိုပြည့်နဲ့စူးစောင်းထပ်တက်ပါလေဘယ်သာစီပလင်းများမိစားလေးများလက်မိုင်းများအပြင်ဘိုးကြီးကျောင်းတွင်လာရုပ်တကြိုသောအလုံးများဓာမရယူထားသည့်အရာများလည်းပါဝင်ပါလေအဆိုးရဆိုးမှာတော့သူသည်နာနာဘွားတဲတစိမ်များကိုမွေးမြူထားပြီးသူ့အတွက်စေခံခိုင်းစိတ်ခြင်းပင်ဖြစ်ပါလေတနည်းပြည်သူမြောက်ကဤကဲ့သို့အမေကလာလို့များကိုဆွတ်လို့ရန်တေကြီးတားနှင့်တောင်းပန်ခဲ့တော်လေသူကလိုကနောင်ပြောင်ခဲ့ပါရဟန်းတန်ခါများကဆုံးမဟောပြောနေလေယူမဆိုင်ခဲ့ပေတို့ပြတခါတရံတွေဒဇိနာက6သူများကိုအွန်လိုင်းပညာပြဒုက္ခပေးရန်လာရောက်မှားရသည့်အခါမျိုးတွေလေအဆိုးကောင်းအကြောင်းကျိုးကိုမစင်စားပဲဝေရရင်ရတယ်လို့လူပေးတတ်ပါလေဒီနေ့တွင်ဥပမာတယောက်အတိတ်ထံဖျားနာလာခဲ့ပါလေထို့ကြောင့်တနေ့ပြည်သူအောင်မင်းကထိုတဲဝူလေးစီတို့ထမင်းဟင်းများကိုနေစိန်လာရောက်ပို့ဆောင်ပေးနေရပါလေအမေတို့ထမင်းလာပို့တာပါအောင်မင်းကဘယ်မောင်နေတော့တဲဝူလေးထဲသို့လက်ပေးလေးဆက်ကကြည့်လိုက်ရင်အသံပြုတ်လိုက်ပါလေသို့တော့ဥပမာကိုမတွေ့ရပြီထိုစဉ်သူ၏နှလုံးထောင်းမှနေ၍အုံလိုက်ပညာများစီရင်ထားသောစိန်လေးကိုလှမ်းမြင်လိုက်ရပါလေလူစင်ပေါ်တွင်တောက်မဲ့ဖွယ်ရာယာများသိနေနေပြီးပူဇော်ပါသထားသောယာများစီမှလေပိုးဟောင်းနတ်ဆိုကြီးကဝေးပြန်လာရအောင်မင်းတယောက်จิตသိမ်မွင်းကြီးမြပေထသွားခဲ့ပါလေအကြောင်းတော်သောအောင်မင်းသည်တဲဟိုထဲသို့ချိန်လန့်မွင်ရဲတော့ပေထမင်းပန်းကိုတကားပါရှိလာတာဆောက်ကြားပြင်ပေါ်ဒေတာချထားခဲ့ရန်ဆိုပြလိုက်ပါလေသို့တော့သူထမင်းပန်းချက်ပြီးနောက်သို့လှည့်မိအခြေတွေပင်ဥပမောင်ကသူ၏မျက်နှာရှိတဲ့၌ရုတ်တရက်ရက်နေသည်ကိုထိတ်လန့်ပဲတွေးလိုက်ရပါလေအမလေးပလုတ်တို့ဟာဗျာသေမှတ်လို့လန့်သွားတာပဲဗျာဘာကွာနေရငါကိုသိသိချင်းနေရလားကွာဟမ်အောင်မင်းယောဂဒါကြောင့်ပေချိုးနေတော့ဥပမောင်ကတမဲဖြစ်သူကဒေါသတကြီးနဲ့စိုက်ကြည့်ကမန်မဲလိုက်ပါလေဘာမစားဘူးကွာငါအရင်ဒီဆိုသမီးတွေကြတော့ငါ့ကိုလာမပြူးစုကြဘူးလားဘသူကလာရဲမှလဲပါရဲ့စတော်ပဲရှိတာပေါ့အဘမစားကြတဲ့နေဗျာခွေးကျွေးလိုက်ဖို့ပဲရှိတော့တာပေါ့နေစိနေများရကမပြည်သူ၏ဒေါသတကြီးဆဲဆုပ်မှန်မဲမှုများကိုတိတ်ခတ်နေရသောအောင်မင်းမှလည်းစိတ်မရှိတော့ပဲပြန်လဲချိန်တင်ပြောဆိုလိုက်ပါလေတို့ကအသက်ကြီးပြီဖြစ်တော့ဒူဘရာဇဘိုးကြီးမှာလော်တရားဒေါသထွက်သွားပြီးတော့တမဲဖြစ်သူဟာကျဲလောက်စွာနဲ့အော်ဟစ်မောက်ထိုးလိုက်ပါလေထို့နောက်အောက်ရှိထမင်းပန်းကိုကိုကောက်ကတမဲဖြစ်သူ၏ကိုပေါ်သို့ပဲ့ဆယ်ပြပြလိုက်ပါတော့တယ်သို့တော့သူစက္ကန့်ပဲတွင်းမှာပဲအဘိုးကြီးဥပမော်၏နှလုံးများဟာဖြူးကျဲသွားပြီးခန္ဓာကိုယ်ကြီးမှလည်းတိတ်တိုးကြီးတတိုးလိုတောင့်တင်သွားခဲ့ပါတယ်ထို့နောက်အမေမျက်စိရှင်းမောင်းနေပြီးနောက်သို့ပဲလဲနှံကခုံကနေလေးကျသွားခဲ့ပါတော့တယ်ရတော့ကြပြီးနောက်တွင်မှတိလိုက်ရသည်မှာဥပမော်တယောက်အိုးနောက်သွေးကြောပြတ်သွားခဲ့ခြင်းဖြစ်ပါတယ်သူဟာအိယာထဲမှာလဲကျသွားကဒီကိုလိုကြောတိတ်သွားပြီးစကားလည်းလိုဝမပြောနိုင်တော့ပေကိုတိုင်အောင်တမီးဖြစ်သူများမှာဖခင်ဖြစ်သူအားသူတို့၏အိမ်ပေါ်သို့တက်ရောက်ပြုစုဆောက်ရှောက်ရန်ငင်းဆန်ခဲ့ကြပါလေအကြောင်းမူကားဖ
ဖခင်ဖြစ်သူစုဆောင်ထားသောအမင်္ဂလာပြည့်စုံတာနှင့်သူမွေးမြူထားသောနာနာဘွားတဲတစီများကိုအလွန်ပင်ကြောက်ရွံ့နေကြသောကြောင့်ဖြစ်ပါသည်။ထို့ကြောင့်ဖခင်ဖြစ်သူအားဟောဒလာပညာဖြင့်ဆောက်ထားသောမူလာတဲကိုလေးထဲတွင်သာဆက်လက်ထားရှိရန်ဆိုဖြတ်ခဲ့ကြပါသည်။နေလည်ဘက်တွင်သာဒကာတရားလမ်းရောက်ကြည့်ချူကြပြီးညဘက်တွင်မူလူတကိုင်တီတကြားမရှိဘဲအာရနေသောသမင်းဖြစ်သူအောင်မင်းကိုသာဝေပေးကဖခင်ဖြစ်သူအားညအိတ်ဆောက်ရှောက်ရန်တွင်ကံရန်ခဲ့ကြပါသည်။ထို့ကြောင့်ဒီအောင်မင်းတယောက်ဒကမဖြစ်သူအားပထမဆုံးကြိတ်ဖြင့်လာရောက်ဆောက်၍ပေးရသောညဖြစ်ပါသည်။အောင်မင်းသည်အင်းနေကြိတ်အိမ်မောချနေပြီဖြစ်သောဥပမော်ဤဂရေမေချီကျမ်းပြင်ပေါ်တွင်အိယာခင်ကလဲလျောင်းနေခဲ့ပါသည်။ရုတ်တရက်ပေါင်မိုးပေါ်မှာဒုံဒုံဟုသောစူညာတာကြီးများထွက်ပေါ်လာခဲ့ပါသည်။အပေါ်တွင်ဒီဆိုတကောင်ကလက်လျှော့ကနေချင်နေတကယ်သို့အစံကြီးများဖြစ်နေပါသည်။အောင်မင်းတယောက်ဒီလိုပြူသွားပြီးအမောက်ရဲတွေကြောက်လက်တကြားအသက်ရှူတမ်းပြင်းပြင်းနားဆင်နေမိပါသည်။သူရေကုန်တန်းများမှလည်းပြောင်းဆန်နေခဲ့ပါသည်။အပေါ်မှတာကြီးများတိတ်ဆိတ်သွားသည်လေးစောက်ကြည့်ပြီးသူလည်းတက်ပြေးစီကိုချကာဒီလိုမြစ်ပြီးတော့ပြန်အိပ်ရစူးစမ်းလိုက်ပါသည်။သို့တော်မကြမီမှာပဲအောင်မင်းတယောက်လန်တုံသွားပြီးအမောက်တုံထဲတွေတော့ဒီလိုများကိုဝေဝဲကြည့်လိုက်မိပါသည်။ဘဲဘဲချာရှိကောင်းတလားပြေချက်များဖြင့်ကာယံထားသောနိုင်ရန်စီမတောင်တောဟူသောခောက်တာများထွက်ပေါ်လာသောကြောင့်ဖြစ်ပါသည်။သူသည်ကြောက်ထိတ်လန့်စွာဖြင့်အတန်လာရာသို့လှည့်ကြည့်လိုက်မိပါသည်။ဟိုဝါးဝါဖြစ်နေသောလေးပေါ်မှန်ကိုဖျက်၍အပြေးသို့လှမ်းကြည့်လိုက်တော့လေပြေးဘက်တွေဘာမှမရှိဘဲဟာလာဟင်းလေးသာဖြစ်နေခဲ့ပါသည်။ဒီတစ်ချိန်တွင်မူအတန်ကညာဘဲချမ်းမှပြောက်၍ထွက်ပေါ်လာခဲ့ကြပါသည်။အမင်းမှာတင်းမခနယ်လက်အောင်ကြောက်ရွံ့လာသည်ဖြင့်ကမန်ကနန်ထတဲ့ကဇကမဖြစ်သူအားလှုပ်နိုးလိုက်ပါတော့တယ်။အဘထပါဦးရ။သူ့ရတွေဥပမမမူဒီတက်စွာဆက်လက်အိမ်မောကြနေစေဖြစ်ပါတယ်။အမေတယောက်ဒီလိုတွေ့နေအောင်ကြောက်လန့်နေတော့လေတကားကိုဖေးပြီးတော့အပြေးသို့ထွက်ကြည့်ရန်မူလိုဝတက်တိမရှိခဲ့ပေ။အကြောင်းမှာဒီကားဖွေးလိုက်၍အပြေးတွေကြောက်မက်ပွဲကောင်းသောဒဇိုဒီယာနဲ့ထိတ်တိတ်တူမိပါကသူကိုယ်တိုင်ဒီနေရာတွေရှော့ရကတိမ်သွားနိုင်ကြကိုကောင်းစွာသိနေသောကြောင့်ဖြစ်ပါတယ်။ရုတ်တရက်တဲဝူလီပဲ့ပဲ့လင်မှာတကားခောက်တာများဒိုဒိုနဲ့ဆမ်းမပြက်ထွက်ပေါ်လာပါတော့တယ်။အောင်မင်းတယောက်ဘာလို့ရမှမသိတော့ပဲကြောက်စိတ်နာဖော်တေးသို့ရောက်ရှိသွားခဲ့ပါတယ်။ထို့ကြောင့်သူသည်စောင်းသို့ဝင်ရောက်ကိုအောက်ကခေါင်းမီးချိုပြီးတော့မနေ့မိုးလင်းမဲခြေကိုသာဒီကိုလုံးတွေ့နေရင်စောင်းဆိုင်နေခဲ့ပါတော့တယ်။ဒိုစေဒီတွားတန်တက်တက်ကြီးတကူကလေးစိတ်နေသောမောက်တုကိုခွင်းယူထွက်ပေါ်လာကအောင်မင်းကိုအေးရမှာဆက်ကနေလန်နိုးသွားစေခဲ့ပြန်ပါတယ်။အောင်မင်းတယောက်ရည်တွေထိတ်ထိတ်ပြီးနိုင်ကိုလှမ်းကြည့်လိုက်တော့ကမနေ့3နာရီပဲကြော်လော်နေပြီဖြစ်ပါ၏။ဒီဘော်တို့ကက်ခက်စီလိုက်ရာရကမပြည်သူဥပမမဒီလိုများပြူးကျနေပြီးဦးအားဟူသောတန်ကြီးများဖြင့်ဇာဇာဒီတွားနေသည်ကိုထိတ်လန့်ပဲတွေ့ရရပါတယ်။ဥပမ၏ပုံစံမှာအောင်လေးကိုတစုံတရာရေရီကြီးပြောပြခြင်းနေဟန်ရှိပါတယ်။သို့တော်ထူးဆန်းဒီမှာဥပမ၏ကြည်များကအောင်မေကိုကြည်နေခြင်းဖို့ပဲအောင်မေကြောနောက်ဘက်စီသို့ကြော်လော်၍ဆက်ကြည့်နေခြင်းပင်ဖြစ်ပါ၏။တို့ထဲတွင်စေကနေဖြစ်သွားသောအောင်မင်းသည်ရကမပြည်သူ၏ကြီးများရှိရာမိမိနောက်ကျောဘဲချီတို့အပြင်းပြင်းချင်းလှည့်ကြည့်လိုက်နေပါတော့တယ်။အမလေးဖေဖေဖေ။ဒီမောင်၏မှန်ချက်နောက်ဘက်တွင်ရောင်ရောင်ပြောက်၏မျက်နှာကြီးကမှန်မြေကိုသေးချဖိခဲ့ကအထဲသို့ဆက်ကြည့်နေသည်ကိုတွေ့လျက်တော့ကြောက်ဖြစ်ပါလေ။ထိုမျက်နှာကြီးမှာတန်မှန်လူပြော၏မျက်နှာမျိုးမဟုတ်ပဲအစေးဖို့ရုံအဆင်းရှိကနေရပြီးပြူးထွက်နေသောလေလိုအဆိုးဖြင့်အမေကိုမူတရက်ဆက်စွာဆက်ကြည့်နေခြင်းပဲဖြစ်ပါလေ။အမေတယောက်ဒီကိုလိုကြွက်သည့်ဖြတ်ချမ်းထသွားပြီးကြောက်စိတ်ကြောင့်အသွေးသားများပဲအေးခဲသွားသလိုခံစားလိုက်ရပါလေ။ထိုရကြီးသည်အမေသူကိုမြည်သွားပြီးဟုသိလိုက်ရသည်နဲ့တပြိုင်နက်ပေါင်ပန်းနေသောပြင်ပဲစီသို့ဘိုးကနေပြေးကြကပြောက်ွယ်သွားပါတော့တယ်။ဘာလဲခွာအမေပါစဲမှာတရားစာထွက်ကြလာခဲ့ပါလေ။ဒီပေါ်မှာဥပမိုး၏ညီတွန်းသားကြီးများကလည်းဆက်လက်ထွက်ပေါ်နေစေဖြစ်ရာအမေအကြောင်းစိတ်များကိုပို၍ထော်တေးသို့ရောက်စေခဲ့ပါလေ။အကြောင်းတော်သွားသောအမေလည်းဘာကိုမှဆက်မတွေးတော့ရဲတော့ပဲဖျားနာနေသောရကမကိုထိုနေရာတွေပဲပိတ်တာခဲ့ကမိမိဇနီးတဲ့ရှိရာအိမ်မကြီးစီတို့အပြေးပွားထွက်ပြေးလာခဲ့ပါတော့တယ်။မနေ့မိုးလင်းသောကအမေဇနီးဖြစ်သူနိုးလာချိန်တွင်သူမ၏ဘေး၌ဒီလိုတိုးကြီးကခွေးခွေးလေးဖြစ်နေသောခေပေါ်ဖြစ်သူကိုတွေ့လျရသည်ဖြင့်လော်ဘေးအဟောဒုံလို့သွားခဲ့ရပါလေ။ဟဲ့တော့ချီပါဖြစ်တာလေ။ဘာလို့ဒီလောက်ဒုံနေရတာလဲ။သူကမှအမေကမနေ့လေယာဉ်ကြီးချိန်တွင်ဇကမအိမ်နဲ့6လက်ခံခဲ့ရဖို့အလို့ကိုအတန်တူတူရေးပြပြန်လည်ပြောပြလေတော့တယ်။ထို့ကြောင့်ကိုကြားသိရတော့ကသာသမီများအားလုံးစိုးရိမ်တကြီးဖြင့်တဲဦးလေးစီတို့ပြေးလွှာသွားကြည့်ကြပါလေ။
တို့ရောက်သွားတဲ့အချိန်ထိဥပမောင်မှာတတိမလဲလာသေးပဲလာကြည့်စွာညီးတွားနေစေဖြစ်ပါတယ်အချင်းနမဟတ်တော့မှသိလိုက်ရတဲ့သာသမီများတိုင်တွေကရုံးကျောင်းမှဆရာတော်ကိုပေးဆောင်၍ကြည့်စုခံရန်ဆိုပြလိုက်ကြပါတယ်ထိုနေ့မော်လွဲပိုင်းတွင်ဆရာတော်ဦးပညာသည်ဥပမောင်၏တဲကိုလေးစီသို့ကြားရောက်လာခဲ့ပါတယ်ဆရာတော်သည်ဝေဝေချင်းမှပဲဂရေဘော်တင်သတိလေးမတက်ညီးတွားနေသောဂရေဘော်တင်သတိလေးမတက်ညီးတွားနေသောဥပမောင်ကအကဲကဲကြည့်စုလိုက်ပါတယ်ထို့နောက်ဆရာတော်၏ကြည်နာကဂရေဘဲရှိစင်မောသို့ရောက်ရှိသွားပါတယ်ထိုစင်ဘော်တွေမူအမေကလာပြည်စီသောအောင်လန်းပီစီများအယိုးများပလင်းများကအစီရင်ပြီးနေနေခဲ့ပါတယ်ဆရာတော်လည်းမျက်မှော်တစ်ချက်ကိုးလိုက်တော့လေတဲ့ဦးထဲတွင်တော့တခိုးမှမပြောပေအပြေးသို့ပြန်ထွက်သွားခဲ့ပါတယ်ထို့နောက်အေးသားများအားလုံးကိုတဲ့ဦးနဲ့ဝေးရအချမ်းဝင်းတဲ့သို့ခေါ်ထုတ်သွားခဲ့ပါတော့တယ်ဆရာတော်ဗျာဘဘကျဲအချင်းတွေကဘလို့ရှိလဲဗျာတမီကြီးစိုးကစိုးရည်တကြီးနဲ့ရှောက်တာလိုက်ပါတယ်ငါတို့ဒီမှာပဲစကားပြောကြတာပေါ့တကယ်မှတို့ဟိုထဲမှာဆိုရင်မေတို့ဖေမွေးထားတဲ့နာနာဘွားတွေကငါတို့ပြောတာကိုကြားသွားလိမ့်မယ်ဆရာတော်ရဲ့စကားကြောင့်အလိုကြီးမျက်နှာများမှာသွေးဆိုးကဖြူလျော့သွားကြပါတော့တယ်မေတို့ဖေစုဆောင်ထားတဲ့အမေကလာကြီးစီးတွေကိုအများဆုံးသွားဆော့ပြလိုက်ကြဖက်ထားကြအောင်လားပညာဆိုတာကိုကမွေးထားစေရင်ထားတဲ့အရာတွေကဒီနေ့ကိုမှဆော့ချုပ်အားနေသွားတဲ့အချိန်မှာကိုပြန်ပြောဒုက္ခပေးတဲ့ကိုပြန်စားတတ်တဲ့သဘောရှိတယ်အခုမေတို့ဖေဖြစ်နေတာကလည်းအဲ့ဒီတိုင်းပဲပြီးတော့အဲ့ဒီတဲကိုလည်းဖြိုးချပေးလိုက်ကြဒါမှရရဆင်ပြေသွားလိမ့်မယ်မေတို့ဖေတက်တက်လို့လိုခဲ့တဲ့အာကုတို့ကံကအခုသူ့ကိုပြန်ပြီးတော့အချိုးပေးနေရေးကိုဆရာတို့ကထိုမြသာမိတ်ကြပြီးတော့ကျောင်းသူပြန်လဲကြွားချီသွားခဲ့ပါတယ်ကျန်ရင်ခဲ့သောမိသားစုဝင်များမှမူဆရာတော်၏စကားများကြောင့်ဘာလို့ရမှမသိပဲခြေတော်ကြောင်ငေးမောမင်တဲ့နေခဲ့ကြပါတယ်ထိုနေ့ညနေဆောင်တွင်သာသမီများကဆရာတော်၏မိကြားချက်တိုင်းအောင်လန်းစီရဲ့ပြင်စည်းများအားလုံးကိုပြည့်ပြူတစားကြီးလိုချိုစွာထိုးပိုးလိုက်ကြပါတယ်သို့တော်အခြေကနေရီမိုးချိုနေပြီးဖြစ်ရာဘိုးကြီးကျောင်းသူသွားရုပ်စောပိရန်ဆင်မြပြေသည်ဖြစ်ထိုပစ္စည်းထုတ်ကြီးကိုတဲဝထက်တွင်သာယာယီထားရှိလိုက်ကြပါတယ်ဥပမောက်ကိုမူအသာသမီများကဝိုင်းဝန်းတယ်မှာကထိုအမင်္ဂလာတဲဝထဲမှခေါ်ထုတ်၍သမီးငယ်ဆို၏အေဘော်တို့ယာယီရွှေပြောင်းပေးလိုက်ကြပါတယ်ထိုညကဥပမောက်သည်သမီးငယ်ဆိုအေးဂရေဘော်တွင်အိယာဝင်နေပြီးသမီးဖြစ်သူနဲ့တမင်ဖြစ်သူအောင်မင်းတို့ကဂရင်ဘေးတွင်အိတ်ကဆောက်ရှောက်ပေးနေကြပါတယ်။နေနဲ့တကောင်ရန်ချေတို့ရောက်လာတော့အခါမှာတော့ဒေါ်ရီယာနာချေခန်းစားနေရသောညီတွားတန်ကြီးကအိတ်ကြီးတစ်ခုလိုကိုဖုံးလွှမ်းသွားခဲ့ပြန်ပါတယ်။ထိုတန်ကြီးကြောင့်အောင်မင်းတယောက်အိယာမှာဆက်ကနေလန့်နိုးသွားခဲ့ပါတယ်။သို့တော့ထိလန့်ပွဲကောင်းလာစွာပြီးအောင်မင်းခါတာကိုကြီးမှာတောက်တော်ကြီးဖိထားတကယ်တော့အေးဆက်လေးလာနေပြီးလက်ချောတစ်ချောင်းမြပြီးထိုးရှောက်ရမရတော့ပေ။အခုကြီးတောင်းရန်ပါစက်မှတန်ဖက်အောင်ကြိုးစားတော်လေအသံနှံကလက်ချောင်းဝတ်တွင်သာတင်းဆုပ်နေပြီးလိုဟာထပ်မလာတော့ပါဘူး။အောင်မေတယောက်အော်ဟေကိုကြီးတောင်းရန်ကြိုးစားတော်လေအသံများကလက်ချောင်းဝတ်တွေပင်တင်းဆုပ်နေပြီးနှကန်းတို့လာကြမှာအတန်တက်တက်လေးများပဲထွက်ပေါ်မလာခဲ့ပါ။လူတက်နေတဲ့မြမှာကြောက်ရွံ့တူလိုမှုအဖြစ်ဖြစ်ဒီလိုအေကိုသားဘဲညာတဲတန်ရွှေ့ကြည့်နေချင်းသာဖြစ်ပါလေ။လူဒီအောက်ကိုတို့ကမိမိဘေးတွေအိမ်မောကျနေတော့ဇနီးဖြစ်သူထံသို့မျက်လုံးကိုစေးကြည့်လိုက်တော့လေဇနီးဖြစ်သူမှမူဘာကိုမှမသိချပဲတင်းနေကြကြအိပ်ပျော်နေစေဖြစ်ပါလေ။ထိုစဉ်ဆူးရှပြီးတေးတဲ့သောခရင်းငယ်တယောက်၏ရဲတန်းကြီးကသူ၏နားထဲသို့အလန့်ဝေရဝင်ရောက်လာပါတော့တယ်။အမိသည်အသာနာရဂရေအောင်တို့မျက်လုံးကိုစိတ်ဆိုင်ကကြည့်လိုက်မိပါလေ။သူမြင်တွေ့လိုက်ရသောမြေကွင်းကတော့ဂရေအောင်တွေမှောက်လက်သားနေထားပြီးကြည့်နေသောကလေးနှစ်ယောက်ပင်ဖြစ်ပါလေ။ရုံမှာအသားရည်ဖြူဖြူဖြော့ဖြော့ဖြစ်ပြီးအခြားတယောက်မှမူအယိုးပေါ်ရည်တေကမဲချောက်ပေးလီနေခဲ့ပါလေ။ထိုမိစားကလေးနှစ်ကောင်စလို့သည်အမေဟာမော်ဂျီကပါဇက်ကြီးမှနေဝဲတဲအောင်ပြဲလန်သွားမတဲ့ပြုတ်ပြက်ပြက်ပြက်ကြီးနေကြသည်မှာအလောပင်ကြောချမ်းပွဲကောင်းလာပါတယ်။လိုချင်မှပဲဇကမဖြစ်သူဥပမော်၏ညီတော်တန်ကြီးကဂရေပေါ်မှကျဲလို့စွာထက်ပေါ်လန်ပြသည်ဖြစ်အောင်မင်းသည်ဒီလိုမြတ်ကိုဂရင်ပေါ်သို့အမြန်ရွှေ့ကြည့်လိုက်ပြန်ပါလေ။ဘယာကြီးသူမြင်တွေ့လိုက်ရတာကလောခဲ့တော်ညကတဲဝူလီဗလေးပေါက်မှန်တဲ့တွေတွေ့ခဲ့ရတော့အစေးဖို့ရောက်မျက်နှာနဲ့ဘလို့ပြူပြူတရေကြီးပဲဖြစ်ပါတယ်။တော်မကောင်းဆုံးအကြီးဟာယခုခါလေဥပမော်ရင်ဘက်ပုံနဲ့ခွာထိုင်နေပြီးလောစာဆာလောင်မိုးသိနေသည့်မူရဖြစ်သူ၏မယုံရှာကြီးကိုထုတ်ကာသူမရာစာဘိုးကြီးရဲ့မျက်နှာတင်လို့ကိုအငမ်းမြလိမ့်လန်ရက်နေပါတော့တယ်။ရုတ်တရက်ထိုတရေကြီးဟာအမင်းရှိရာသို့ဆက်ကနေလှည့်ကြည့်လာခဲ့ပါတယ်။သူတွေစိုးထိန်နေတဲ့ကဲ့သို့နေရတောက်လောင်နေသောထိုမြက်လူကြီးများဖြင့်အမင်းအားတဲ့ဆဲကြီးလိုက်တော့ကအမင်းတရားအကြောက်တော်ကအ
အသိစိတ်များလွတ်ထွက်သွားပြီးထိုနေရာတွေပဲတတိလေးမိန်မျောသွားခဲ့ပါတော့တယ်နောက်တနေ့နာနဲ့မနေ့မိုးလင်းတော့ကအမေဟာညကသူကြုံတွေ့ခဲ့ရသော6လန့်ခံမှုရမှုဖြစ်ဖြစ်အားလုံးကိုမိသားစုဝင်များကိုပြန်လည်ပြောပြခဲ့ပါတယ်ထို့ကြောင့်ကိုပြောကြားသိတဲ့ချိန်နဲ့ဥပမာ၏သားသမီးများသည်လိုအားချိတ်ဆဲမနေတော့ပဲလူငါးကခေါင်းတလားပညာပြေဆောက်တာတော့ထိုတဲအိုကြီးကိုချက်ချင်းပြီးအပြေးတိတ်ဖျက်ဆီးတိလိုက်ကြပါတယ်။တို့ပြေဥပမာစုဆောင်ထားသည်များသောအမင်္ဂလာပစ္စည်းများနဲ့အောင်လန်းစီရင်များအားလုံးကိုစုစည်းကရောင်းကျော်မဆရာတော်တန်သို့တွားရောက်ဆက်ခဲ့ပြီးမိသားစုပေါ်ကြောက်နေသောအခုတို့ကံများကင်းစင်ပြတ်တောက်သွားစေရန်အပြေးတိတ်ဆွတ်ပစ်ဖျက်ဆီးစေခဲ့ပါတယ်။အော်ဘယ်ကောင်းလာစွာပင်ထို့သို့ပြုလုပ်ပြီးရမကြမီမှာပင်ဒီကုလိုကြောသိနေသောဥပမော်၏ယောဂခြေနေမှာတိတိတတာတိုးတဲ့ကောင်းမော်လာခဲ့ပါတယ်။အဘိုးကြီးဟာဂရေပေါ်မှာကိုယ်တိုင်ထွားတိုင်လာနေပြီးထမင်းများကိုလည်းကိုယ်တိုင်စားတော့လာနိုင်သည့်ပြီးထမင်းများကိုလည်းကိုယ်တိုင်စားတော့လာနိုင်သည့်ပြီးစကားများကိုလည်းအလိုကြီးစတင်ပြောဆိုလာနိုင်ခဲ့ပါတယ်။ယောဂဝိဒနာများကဲစင်သွားပြီးကိုမတိုင်ပြန်လဲကျမ်းမာလာတော်မူဟုအားလုံးကဝမ်းသာအားရထင်မဲ့ခဲ့ကြပါတယ်။ထို့သောကောင်းမော်သောခြေနေဟာခုနှစ်ရက်တိတိသာခံခဲ့ပါတယ်။ရှီရဲ့မြုံနေဒါနဲ့ခဲတော့ရောက်တဲ့အခါမှာဥပမော်တယောက်ဘာဝိဒနာမှမပြပဲဂရင်ဘော်တွေပဲအေးချမ်းစွာနဲ့ကွဲလောသွားခဲ့ပါတော့တယ်။လက်တဲ့လူတဲ့အလောင်းများနာနာဘွားများနဲ့အခြေကုန်ခဲ့သောဥပရာဇာဘိုးကြီးဥပမောင်ဟာမကောင်းစွာမြတ်ကိုပိုင်နေဆိုထေးဆိုနေပြီးသူ့အတွက်အစိတ်ကခဲစိတ်နေသည်ဟုတဲ့လူအထင်ရောက်ခဲ့သူဖြစ်ပါသည်။သို့သောတောင်ဆိုးချေတွေသူကိုယ်တိုင်မွေးမှုထားသောယာများကသူကိုဖြည်းဖြည်းချင်းပြန်လဲဝါမျိုးစားတော့သွားတာကိုခုခံနေစားမရှိပေခံစားသွားခဲ့ရရှာပါသည်။ဒါထဲမှာလူကြီးများကတော့ဥပမောင်နောက်ဆုံးခုနှစ်ရက်တွင်ကျမ်းမာလာခြင်းဟာယောဂပြောက်ကင်းသွားခြင်းမဟုတ်ပေစီမီခွဲမှမိမညစ်မီနောက်ဆုံးကြိတ်လင်းလည်သွားတဲ့ကဲ့သို့သူ၏ဘဝနောက်ဆုံးခြေလေးမှာမိသားစုနဲ့အတူအခြေဖြိုးနဲ့ရန်အတွက်တန်တရားကအခွင့်အရေးပေးခဲ့ခြင်းသာဖြစ်သည်ဟုတညီတညွတ်တဲ့ပြောဆိုခဲ့ကြပါတော့တယ်။ဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါသည်။ဒီလိုမျိုးကြိုးချမ်းဖွယ်ရာတရားစိတ်ဇလန်ကောင်းများကိုနှိမ့်တဲ့သဘောကြတယ်ဆိုရင်တော့သူတို့ရဲ့ channel လေးကို like and share လေးလုပ်ပေးပြီး subscribe လုပ်တာဖို့မမေ့ကြပါနဲ့ဗျာ။နောက်တဲ့ဇလန်တစ်တွေမှာပြန်လည်ဆိုတွေ့ကြပါမယ်ဗျ။ဒီကနေ့အတွက်ကတော့နှုတ်ဆက်လိုက်ပါလေဗျာ။